ငိုးမကားဆရာတို့ကတော့ဆရာတင်ထားရတယ်ဒီနယ်တကြောမှာအပိတကယ်ပြောရရင်တားဆွဲတီးတဲ့စားပဲကြီးဆိုတာဒီလူပဲမဆိုရင်ငပြေမတောင်ချမ်းတာမပေးဘူးလူရှိမှာခြေတုံးနဲ့လေးတစ်ထုပ်ဖောက်စားမိပါတယ်အပေါင်မြင်တိုင်းထိုးမဲလုံးနေလို့မနေတားထားရတယ်လက်ညှိုးနဲ့ပြောတာပါအပေါ်ရန်ကြည့်ပြီးတာမန်လူတော့မထင်နဲ့ချမ်းသာချက်ကတော့အီလွန်မတ်တောင်ဆရာခေါ်ရောက်လောက်မယ်လကဘာအောင်မှာခြံဝယ်ပြီးတိုက်ဆောက်ဖို့ပနက်ရိုက်ထားပြီစောက်တော့မစောက်ရသေးဘူးပယံဆရာတွေကိုလောအားကမပေးနိုင်သေးလို့မနေ့ကတော့ထိုင်းနိုင်ငံပတ္တရားကမ်းကြီးကပြန်လာတာအပန်းပြေသွားတာမဟုတ်ဘူးခရုမမြင်ဘူးလို့တွားကြည့်ရတယ်မနှက်ပြန်နောက်တစ်ခေါက်ထပ်တွားအောင်မှာတွားလိုက်တန်းကြံခဲ့လို့ငုံးမစားပဲကြီးဒါကြကျွဲလွန်းသွားပြီနောက်လာတဲ့မှာတူးမွေးနေပွဲအတွက်ဘလက်ပွင့်ဖွဲကိုတွားငှားထားတယ်ရဲ့တချင်းဆိုခိုင်းမလို့မဟုတ်ဘူးမွေးနေကိတ်ဘွားဖျောင်းနိုင်ကိုမင်းကြီးခိုင်းမလို့တဲ့ Happy Birthday ဆိုခိုင်းမို့တောင်တေးလာဆွတ်ကိုငှားထားတာတွားရှို့လို့မရဘူးမွေးနေပွဲလာတဲ့လူတွေကိုတောင်အနောက်တိုင်းစားစာတွေပဲကြွေးမှာကောင်းချင်းမောင်းနဲ့ဘူးဒီကြော်တယ်ဗျာတောက်တဲ့စားတိုင်းတော့ထမ်းရည်နဲ့ပဲကြီးတော့ဗောပေးခြင်းနဲ့မစီရတော့မင်းပါလာမင်းဘာကောင်းကြီးဖြစ်နေနေစားပဲကြီးနဲ့တွေ့ရင်ဖျောင်းနိုင်မော့ရမယ်ဆိုတာပါပဲ